အမေရိကန်နိုင်ငံကန်ဆတ်မြို့အနီးအရှေ့ပိုင်းမြို့တစ်မြို့ဖြစ်တဲ့ Lawrence မြို့မှာတက်52နှစ်အရွယ်အမျိုးသားတစ်ယောက်ဖြစ်တဲ့ Haro Sekko ဆိုတဲ့လူနေထိုင်ပါတယ်။1962ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာ Florida ပြည်နယ် Titanville မြို့မှာမွေးဖွားခဲ့တာဖြစ်ပြီးမှသူဟာမောင်နှမ12ယောက်ရှိပါတယ်။ညီကို8ယောက်နဲ့ညီမ4ယောက်ထဲဟာ1ယောက်ဖြစ်ပါတယ်။သူရဲ့မောင်နှမတွေရဲ့ပြောပြချက်အရဆိုလို့ရှိရင်သူဟာဘလို့အခြေအနေမျိုးမှမဆိုတာဝန်ယူဥဆောင်တဲ့လူဖြစ်ပြီးမှအိမ်မှာရှိတဲ့မိဘတွေနဲ့တခြားမောင်နှမတွေကိုလည်းအလုပ်တာဝန်တွေကိုခွဲဝေပေးလေးရှိတယ်တဲ့အရာရာကိုစီးစနစ်တကျလုပ်တတ်တဲ့လူတစ်ယောက်လည်းဖြစ်တယ်။အဲဒါကြောင့်မို့လို့လေအော်ကလာဟိုးမားပြည်နယ်မှာရှိတဲ့ကောလိပ်တစ်ခုမှာသူပညာသင်ကြားပြီးတဲ့နောက်မှာသူ့ရဲ့ကိုယ်ပိုင်ဗီဇာဆိုင်တစ်ဆိုင်ကိုဖွင့်နိုင်ခဲ့တယ်။နောက်ထပ်2နှစ်အကြာမှာပဲဒုတိယဆိုင်ခွဲတစ်ဆိုင်ကိုပါထပ်ပြီးဖွင့်နိုင်ခဲ့တယ်ဆိုတော့သူကသူ့ရဲ့အလုပ်မှာအရန်အောင်မြင်တဲ့လူတစ်ယောက်စီးစနစ်တကျနဲ့ကောင်းကောင်းမွန်မွန်လုပ်တတ်တဲ့လူတစ်ယောက်လို့ပြောလို့ရတယ်။သူ့ရဲ့ဖီဇာဆိုင်နှစ်ဆိုင်လုံးကို CC's ဖီဇာဆိုပြီးမှနာမည်ပေးထားပါတယ်။1990ပြည့်လွန်နှစ်တည်းရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်သူဟာကန်ဆတ်ပြည်နယ် Lawrence မြို့စီကိုပြောင်းရွှေ့လာခဲ့တယ်။အဲ့ဒီအချိန်တုန်းကဇနီးဖြစ်တဲ့သူအန်နာနဲ့သူတို့ရဲ့သမီးလေးအသက်3နှစ်အရွယ်အမန်ဒါတို့ကလည်းအတူတူပြောင်းပြီးမှရွှေ့လာကြတယ်။အဲ့ဒီကိုပြောင်းရွှေ့ပြီးဘယ်လောက်မှမကြာဘူးအဲ့ဒီအနီးနားမှာရှိတဲ့ Topeka လို့ခေါ်တဲ့မြို့မှာနောက်ထပ်တတိယဆိုင်ပီဇာဆိုင်တစ်ဆိုင်ကိုထပ်ပြီးမှဖွင့်နိုင်ခဲ့တယ်။စီးပွားရေးလုပ်ငန်းတွေမှာအောင်မြင်နေတဲ့ဟာရိုးကအလုပ်ကိုအရင်ဆွဲလန်းတဲ့လူဖြစ်ပြီးမှမိသားစုဘဝနဲ့ဒီလုပ်ငန်းရှင်ဘဝဆိုတဲ့ကြားထဲမှာဟန်ချက်ညီအောင်မနေနိုင်ခဲ့ဘူး။မိန်းမနဲ့သားသမီးတွေအတွက်လည်းအချိန်ပေးစေချင်တဲ့ဟာရိုးရဲ့အမျိုးသမီးနဲ့ဟာရိုးရဲ့ကြားထဲမှာအချိန်ကြာလာတဲ့အမြဒီကိစ္စနဲ့ပဲပတ်သက်ပြီးမှအဲအကြောင်းတွေကစပြီးမှဖြစ်ပေါ်လာတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ကရေစက်ကုံသွားပြီးမှလမ်းခွဲလိုက်ကြတယ်။ဟာရိုးကဘာသာတရားကိုင်းဆိုင်တဲ့လူတစ်ယောက်ဖြစ်ပြီးမှသူတို့ရဲ့ရွာမှာရှိတဲ့လူတို့ရဲ့လေးစားမှုကိုခံရတဲ့လူတစ်ယောက်လည်းဖြစ်တယ်။ तू ကအဲ့လိုလေးစားခံရတာကိုလည်းသူ့ကိုယ်သူအရန်ဂုဏ်ယူတတ်တဲ့လူလည်းဖြစ်တယ်။ तू ကလူအများရဲ့အမြင်မှာဆိုလို့ရှိရင်အရန်ကျင်နာတတ်တဲ့လူဂရုစိုက်တတ်တဲ့လူအထူးသဖြင့်ကိစ္စဝိစားတွေအကုန်လုံးကို तू ကစီးစနစ်တကျနဲ့စီမံခန့်ခွဲတတ်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေလူတွေရဲ့အချင်းကြီးလေးစားတာကိုအမြဲတမ်းခံရတယ်။ဒီလိုနဲ့2014ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာတော့လူအများကကျင်နာတတ်ပြီးဂရုစိုက်တတ်တယ်လို့သတ်မှတ်ခံထားတဲ့ဟာရိုးတယောက်ကရုတ်တရက်ပျောက်ကွယ်သွားတဲ့အခါမှာတော့ရက်ရွာလူတူကြီးတစ်ခုလုံးကအရန်ကိုလှုပ်လှုပ်ရှားရှားတွေဖြစ်ကုန်တယ်။စနေတနင်္ဂနွေမှာအလုပ်ပိတ်ရက်မို့လို့နားမယ်ဆိုပေမဲ့အဲ့ဒီမတိုင်ခင်တောက်ကြနေတနေ့မှာပဲဒီအဖြစ်အပျက်ကြီးဟာစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။လူအများစုကသူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုစတင်ဖို့အတွက်ကိုအလုပ်ခွင့်စီကိုရောက်လာကြပြီးဖီဇာဆိုင်ကဝန်ထမ်းတွေကလည်းအဲ့လိုပဲသူတို့ရဲ့ပုံမှန်နေ့အတိုင်းပဲတောက်ကြနေမှာအလုပ်ဆင်းဖို့အတွက်ကိုဖီဇာဆိုင်ကိုစပြီးမှသွားကြတယ်။ဝန်ထမ်းတွေကအလုပ်ကိုရောက်တဲ့အခါမှာသူတို့ရဲ့ဆိုင်ကပုံမှန်ထက်ကိုတိတ်ဆိတ်ပြီးမှ6တွေ့နေတာကိုသူတို့သတိထားမိတယ်။အဲ့ဒါကပုံမှန်မဟုတ်ဘူး။ဘာလို့လဲဆိုတော့ဟာရိုးကသူ့ရဲ့ဝန်ထမ်းတွေမလာခင်အမြဲတမ်းသူကဆိုင်ကန်းကိုဖွင့်ပေးတယ်။ဆိုင်ကန်းမီးဖို့ချောင်ကိုဖွင့်ပေးတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ဆိုင်မှာဘယ်သူမှရှိမနေဘူးဘယ်သူစီယိုမှလည်းသူကအကြောင်းကြားထားတာမျိုးမရှိဘူးအဲ့လိုအကြောင်းမကြားတာဆိုလို့ရှိရင်လည်းတဖြည်းဖြည်းနဲ့ရက်တွေကနည်းနည်းကြာလာတယ်အဲ့ကြောင့်မို့လို့သူတို့ရဲ့တထေးအတွက်ကိုစိတ်ပူလာကြတဲ့ဝန်ထမ်းတွေကရဲတပ်ဖွဲ့ကိုဖုန်းခေါ်ပြီးမှဒီ West 26 လမ်းပေါ်မှာရှိတဲ့ဟာရိုရဲ့နေအိမ်ကိုအချိန်တွေတစ်ချက်လောက်သွားစစ်ဆေးပေးပါဆိုမှ welfare check လုပ်ဖို့မြစ်တာရက်ခံခဲ့ကြတယ်အဲ့ဒီနေ့နောက်ပိုင်းမှာရဲရရှိတယောက်ကဟာရိုရဲ့အိမ်ကိုသွားခဲ့တယ်သွားပြီးမှအရှိတကားကိုခောက်တယ်အဲ့လိုခောက်တဲ့အခါမှာအထက်ကနေဘာတုံ့ပြန်မှုမှမရှိဘူးအဲ့ဒါနဲ့ပဲအိမ်ရဲ့အရှိပဒင်းပေါက်ကိုခောက်ပြီးမှတယောက်ယောက်များအိမ်ထဲမှာရှိနေမလားဆိုပြီးမှရဲရနေပြီးမှအထက်ကိုချောင်းကြည့်လိုက်တယ်အဲ့ဒီအချိန်မှာလူတယောက်ရဲ့ပုံစံကကျမ်းမြေပေါ်မှာမောက်လျက်တာလဲနေတာကိုတွေ့လိုက်ရတယ်ချက်ချင်းပဲလာပြီးမှ welfare check လုပ်တဲ့ရဲကလူထက်လွတ်ပေးဖို့သူ့ရဲ့ရဲစခန်းကိုဖုန်းဆက်ပြီးမှတောင်းခံတယ်ပြီးတာနဲ့သူ့ရဲ့လူတွေရောက်လာတာနဲ့အိမ်ကိုဝင်ပြီးမှစစ်ဆေးခဲ့ကြပါတယ်ကျမ်းမြေပေါ်မှာလဲကြနေတဲ့လူကဟာရိုးဖြစ်ကြောင်းကိုအတည်ပြုနိုင်ခဲ့တယ်သူကရိုးရိုးတန်းတန်းကျမ်းမာရေးအခြေအနေကြောင့်မို့လို့လဲကျနေတာမဟုတ်ပဲနဲ့သွေးရိုင်ထဲမှာလဲကျနေတာဖြစ်ပါတယ်။သူသေဆုံးသွားခဲ့တာကရက်ပေါင်းများစွာရှိနေပြီဆိုတာကိုအလောင်းရဲ့အခြေအနေကိုကြည့်ရတဲ့သိနိုင်တယ်။ဒီဖြစ်ရကြီးကမတော်တဆဖြစ်ရတခုမဟုတ်ဘူးဆိုတာကိုပိုပြီးထင်ရှားစေတာကဟာရိုရဲ့လက်နဲ့ခြေထောက်တွေအကုန်လုံးကို zip တိတ်နဲ့ချီနှောင်တာကိုခံထားရတယ်။နောက်တစ်ချက်ကကြတော့ဟာရိုရဲ့လယ်ပင်မှာအရန်ကို net shine နဲ့ဒဏ်ရာတစ်ခုရှိနေတယ်။ဘလောက်ထိနဲ့လဲဆိုလို့ရှိရင်ဟာရိုရဲ့လယ်ပင်အယိုးကျိုးသွားပြီးမှအဲ့ဒီပြင်းထန်တဲ့သွေးထွက်ဒဏ်ရာကြောင့်မို့လို့ပဲဟာရိုကဆုံးဖားသွားခဲ့တာဖြစ်ပါတယ်။ဒီမြင်ကွင်းတစ်ခုလုံးကတာဝန်ထမ်းဆောင်နေတဲ့ရဲရရှိတွေအတွက်ရာဇဝတ်မှုခင်းနေရာတွေတစ်ခုအဖြစ်ကိုပြောင်းလဲသွားပါပြီ။ဒီရှုပ်ထွေးမှုတွေကြားထဲမှာပဲရဲတပ်ဖွဲ့ဝင်တွေကအခန်းထဲတဝိုက်မှာပြတ်နှက်နေတဲ့ဘီယာပလင်းအချို့နဲ့ဟာရိုပိုင်တာမဟုတ်တဲ့ဖုန်းရဲ့ laptop ရဲ့ကိုလည်းသူတို့သွေးခဲ့တယ်။
အဲ့ဒါအပြင်ဟာရိုရဲ့ကားကလည်းခြံဝင်းအတွင်းမှာလုံးဝရှိမနေတော့ဘဲနဲ့ပျောက်နေတာကိုသတိထားမိတယ်။ဒါပေမဲ့ဒီကိစ္စရက်တွေအားလုံးထဲမှာမှအထင်ရှားဆုံးနဲ့ကြောက်စရာအကောင်းဆုံးတက်တဲ့ဖြစ်ချင်နေတဲ့ကိစ္စကတော့နိုင်ငံပေါ်မှာသွေးနဲ့ရေးထားခဲ့တဲ့ freedom ဆိုတဲ့စကားလုံးဖြစ်ပါတယ်။အဲ့ဒီစကားလုံးကိုဟာရိုရဲ့သွေးနဲ့ပဲရေးခဲ့တာဖြစ်တယ်။ရဲတပ်ဖွဲ့ဝင်တွေအများကြီးရောက်ရှိလာတဲ့အခါကျတော့အနီးနားမှာရှိတဲ့အိမ်နီးနားချင်းတွေကလည်းလာပြီးမှဆက်စုကြတာပေါ့နော်။အဲ့လိုဆက်စုတဲ့အချိန်မှာရဲတွေကလည်းအခွင့်အရေးကောင်းတစ်ခုအနေနဲ့အသုံးချပြီးမှဒီအိမ်နီးနားချင်းတွေကိုမေးခွန်းတွေအများကြီးမေးခဲ့တယ်။အဲ့ဒီကနေတဆင့်ပဲဟာရိုကတကယ်တော့ဒီအိမ်မှာသူတယောက်တည်းနေတာမဟုတ်ဘူးဆိုတဲ့အချက်ကိုရဲတွေကသိသွားတယ်။အိမ်နီးနားချင်းတွေရဲ့ပြောပြချက်အရဟာရိုကတဲ့ဆယ်ကျော်သက်ကောင်မလေးသူ့ရဲ့ဒီမိန်းမဘက်ကပါတဲ့သမီးပေါ့နော် step daughter ဆိုတဲ့ကောင်မလေးတယောက်နဲ့အတူနေတယ်ဆိုတာကိုသိရတယ်။ဒီသတင်းကရဲတွေအတွက်ကိုအရင်အရေးပါတဲ့သတင်းအချက်လက်တစ်ခုဖြစ်လာတယ်။ဟာရိုကိုအရင်ရင်းနှီးကျွမ်းဝင်ရုံနဲ့မဟုတ်ဘူးဒီရာဇဝတ်မှုခင်းကြီးနဲ့ပါဆက်ဆက်နိုင်ခြေရှိတဲ့လူတစ်ယောက်ကိုတော့သူတို့သိလိုက်ရပြီဖြစ်ပါတယ်။အဲ့ဒီဆယ်ကျော်သက် step daughter ဆိုတဲ့လူကနောက်ဆုံးမှာတော့အသက်18နှစ်အရွယ် Sarah Gonzalez McLean ဆိုပြီးမှနာမည်ဖော်ထုတ်လိုက်နိုင်တယ်။အဲ့ဒီကောင်မလေးကလွန်ခဲ့တဲ့နှစ်တာကာလအတွင်းမှာဟာရိုနဲ့အတူတူဒီအိမ်မှာနေထိုင်ခဲ့တာလို့သိရပါတယ်။ဒါပေမဲ့ပြဿနာကဆာရာကိုဘယ်နေရာမှာမှရှာလို့မတွေ့ဘူးဒီအချက်ကရဲတပ်ဖွဲ့ဝင်တွေကိုတအားကိုစိုးရိမ်ပူပန်မှုတွေကိုဖြစ်စေတယ်ဘာဖြစ်လို့လဲဆိုတော့ဆာရာကဘယ်ရောက်သွားမှဘယ်သူမှမသိဘူးတကယ်လို့များဒီမှုခင်းထဲမှာ तू ကဒါနင့်နာသူဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ပြန်ပြီးဆွဲများခံရတာလားအန်ဒီရတကူကူများကြားရောက်နေပြီလားဆိုမှရဲတွေကစိတ်ပူတယ်ဒါမှမဟုတ်လို့ရှိရင်တခြားတစ်ဖက်မှာလည်းဟာရိုကိုလောက်ကျန်တက်ဖြတ်သွားတဲ့လူကဆာရာကိုယ်တိုင်ပဲဖြစ်နေမလားဆိုတာကိုလည်းရဲတပ်ဖွဲ့ဝင်တွေကအရင်သိချင်နေကြပြီအဲ့လိုနဲ့ဆာရာကိုရှာဖွေဖို့ဆိုတာကရဲတပ်ဖွဲ့ရဲ့ဦးစားပေးနံပါတ်1လုပ်ငန်းစဉ်ဖြစ်လာပါတယ်။ဆာရာကပြန်ပြီးဆွဲခံရတဲ့လူတားကောင်ဒါမှမဟုတ်လို့ရှိရင်တက်သေးဒါမှမဟုတ်လို့ရှိရင်တန်တရားရှိတဲ့လူတုံးခုတည်းကတစ်ခုခုတော့ဖြစ်နိုင်တယ်။ဘလို့ပဲဖြစ်ဖြစ်ဆာရာကိုရှာတွေ့ဖို့ဆိုတာကမဖြစ်မနေလှုပ်ဆောင်ရမယ့်ကိစ္စအကြီးတစ်ခုဖြစ်လာပါပြီ။ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ရာဇဝတ်မှုကြီးအကြောင်းကိုမိသားစုဝင်တွေနဲ့တငယ်ချင်းတွေကိုအကြောင်းကြားပြီးမှအိမ်နီးနားချင်းတွေကလည်းဆုံးပါသွားတဲ့သူအတွက်ကိုရည်ရွယ်ပြီးမှ၃ဘတ်ကြာဖျောင်းနိုင်ပြီးထွန်ပြီးစူတောင်ပွဲတစ်ခုကိုကျင်းပဖို့စီစဉ်ခဲ့ကြပါတယ်။ဂျောက်ကလတ်ကောင်တီရဲ့ရဲတပ်ဖွဲ့အနေနဲ့ဆာရာတီရှိနေတဲ့နေရာနဲ့ပတ်သက်ပြီးမှအသုံးဝင်တဲ့သတင်းအချက်လက်တစ်ခုခုပေးပို့နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီပေးပို့တဲ့လူကိုဒေါ်လာ1000စုချီးမြှင့်ပါမယ်ဆိုပြီးမှအများပြည်သူတွေကိုမြစ်တာရက်ခံပြီးမှသတင်းပေးပို့ဖို့တိုက်တွန်းခဲ့တယ်။ဆာရာဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုဆက်မပြောခင်မှာဆာရာရဲ့အကြောင်းကိုအရင်ကြည့်ရအောင်ဆာရာဂွန်ဇာလက်မက်ခလင်းကို1994ခုနှစ်ဇူလိုင်လ9ရက်နေ့မှာကန်ဆာပြည်နယ်တိုပီကာမြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သူမကသူမရဲ့မောင်လေးနဲ့အမဖြစ်သူတို့အပါအဝင်မိသားစုဝင်6ယောက်ပါတဲ့နှွေးထွေးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့တဲ့လူတစ်ယောက်လည်းဖြစ်တယ်။ငယ်စဉ်ဘဝတစ်လျှောက်လုံးမှာဆာရာကရှက်တက်ပြီးမှသဘောကောင်းတဲ့ကောင်မလေးတစ်ယောက်အနေနဲ့လူသိများကြတယ်။ဆာရာကိုအိမ်မှာပဲသင်ကြားပေးတဲ့ home school ပုံစံနဲ့ပဲနှစ်ပေါင်းများစွာကြာအောင်သူ့ကိုစာသင်ခဲ့တယ်။သူနေတဲ့ရက်ကွက်ကလေးကလွဲပြီးမှတခြားရက်ကွက်ပြင်ပမှာလည်းသူ့မှာတငယ်ချင်းအပေါင်းအသင်းဆိုတာသိပြီးမှမရှိဘူး။သူ့ရဲ့မိဘတွေကအရန်ကိုချစ်စရာကောင်းတဲ့လူတွေဖြစ်ပြီးမှဆာရာကသူ့ရဲ့အမဖြစ်တဲ့လူနဲ့အရန်ကိုရင်းရင်းနှီးနှီးရှိတယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့ဆာရာရဲ့အသက်10ကျော်တက်အရွယ်ကိုမရောက်ခင်လေးမှာပဲဆာရာရဲ့မိဘတွေကကွာရှင်းပြက်စေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီလိုမျိုး10ကျော်တက်ကိုရောက်ခါစားအရွယ်နုနယ်သေးတဲ့အရွယ်မှာမိဘတွေကွာရှင်းတာကဆာရာအပေါ်မှာအရန်ကိုကြီးမားတဲ့တက်ရောက်မှုတစ်ခုဖြစ်ခဲ့တယ်။မိဘတွေကွာရှင်းပြီးတဲ့နောက်ပိုင်းမှာဆာရာရဲ့ကလေးဘဝနောင်ပိုင်းနဲ့10ကျော်တက်အရွယ်တွေကဆိုလို့ရှိရင်ကန်ဆိုးစွာနဲ့ပဲတစားနဲ့သူ့ရဲ့စိတ်ဓာတ်ကလေးတွေကယိုယွင်းပြက်စီးလာတယ်။ဆယ်ကျော်သက်ရွယ်ဖြစ်တဲ့လျာကိုထိန်းချောင်းရခဲ့ပြီးမှစိတ်အချင်ပေါက်လို့ရှိရင်လှုပ်ချင်တိုင်းလှုပ်တတ်တဲ့ဒီလိုဆယ်ကျော်သက်ကလေးတွေကမကောင်းတဲ့လူတွေရဲ့အခွင့်ကောင်းယူလို့လွယ်တဲ့ပြစ်မှတ်အဖြစ်နဲ့ဖြစ်လာတတ်စမြဲဖြစ်ပါတယ်။မိဘတွေကွာရှင်းပြီးတဲ့နောက်ပိုင်းမှာဆာရာကအိမ်နီးနားချင်းတစ်ယောက်ရဲ့မလျော်မကန်အပြုတ်မှုတွေနဲ့ချင်းကပ်တာကိုခံခဲ့ရတယ်။နောက်ပိုင်းမှာလိမ်ပိုင်းဆိုင်ရာစော်ကားနောက်ရှက်မှုတွေအထီကိုပါခံခဲ့ရပါတယ်။ဒီဖြစ်ရဆိုကြီးဟာဆာရာရဲ့ဇယိုက်လက္ခဏာနဲ့အပြုတ်မှုတွေပေါ်မှာကြီးမားတဲ့ပြောင်းလဲမှုကြီးကိုဖြစ်စေခဲ့တယ်။ဆာရာကအရင်တုန်းကသူ့ရဲ့ပုံစံနဲ့လုံးဝမတူတော့ဘဲနဲ့တခြားတစ်ယောက်လိုမျိုးပုံစံတွေပြောင်းသွားတယ်။သူ့ရဲ့ရင်ထဲမှာရှိနေတဲ့ဖြူစင်တဲ့ကလေးလေးကပျောက်ကွယ်သွားပြီဖြစ်ပါတယ်။မိခင်ဖြစ်တဲ့လူအနေနဲ့အရန်ကိုစိုးရင်ရလောက်တဲ့အထီကိုဆာရာကညဘက်ချိန်မှာအိမ်ကနေအပြင်ကိုခိုးထွက်တယ်။လူစိုးလူမိုက်တွေနဲ့အပေါင်းတင်းလုပ်တယ်။စားတာတွေကိုစားပြီးမှလှုပ်ဆောင်လာတယ်။အခြေအနေတွေကိုပိုဆိုးသွားစေတာကတော့ဆာရာရဲ့ဝမ်းနဲ့ပူဆွေးမှုတွေကိုဖုံးကွယ်ဖို့အတွက်ဆာရာကမူရစ်ဆေးဝါးနဲ့အရက်သိမ်းစာတွေကိုတဖြည်းဖြည်းနဲ့အဆွဲလန်းလာတာဖြစ်ပါတယ်။မိဘတွေကွာရှင်းပြီးသွားတဲ့နောက်မှာဆာရာကသူ့ရဲ့မိသားစုထဲမှာဆက်ပြီးမှမနေရှင်တော့ဘူးဆိုတာအရင်သိချတယ်။အဲဒါကြောင့်မို့လို့သူကသူ့ရဲ့အသက်14နှစ်အရွယ်မှာတည်းသူ့ခြေထောက်ပေါ်သူရက်တီဖို့အတွက်ကိုအလုပ်တစ်ခုကိုစပြီးမှရှာတယ်။
ဒီလိုအခြေအနေမှာနားထောင်နေတဲ့လူတွေလည်းအားလုံးခံမှန်းပြီးသားဖြစ်ပါလိမ့်မယ်အဲ့ဒီအချိန်မှာပဲဆာရာကစစ်စီဖီဇာဆိုတဲ့ဖီဇာဆိုင်မှာအလုပ်ရသွားပါတယ်အဲ့ဒီဖီဇာဆိုင်မှာဟာရိုးနဲ့ပထမဆုံးစပြီးမှတွေ့တဲ့အချိန်မှာဟာရိုးရဲ့အသက်က50ရှိနေပါပြီဆာရာရဲ့အသက်ထက်ကို4ဆနီးပါးလောက်ကြီးတဲ့လူတစ်ယောက်ဖြစ်ပါတယ်ပထမပိုင်းမှာတော့ဆာရာကဟာရိုးကိုတာမန်ဆိုင်ပိုင်ရှင်တစ်ယောက်ပုံစံမျိုးပဲထင်ခဲ့တယ်ဒါပေမဲ့အချိန်တစ်ပြေးပြေးကြာလာတာနဲ့အမျှဟာရိုးကလူတွေကိုပြသဖို့အတွက်သူဟန်ဆောင်ထားတဲ့ပုံရိပ်တွေကသူ့ရဲ့တကယ်လက်တွေ့ပုံစံတွေနဲ့အရန်ကိုကွဲပြားခြားနားနေတယ်ဆိုတာကိုဆာရာသိလာတယ်ဥပမာအားဖြင့်သူကစားတောက်ဆိုင်မှာခန့်မဲ့ဝန်ထမ်းတွေကိုခေါ်လို့ရှိရင်အသက်အရွယ်ငယ်ရမယ်ဆွဆောင်မှုရှိရမယ်အမျိုးသမီးပဲဖြစ်ရမယ်စသဖြင့်သူ့ရဲ့ကန့်သက်ချက်တွေကိုကြည့်လိုက်တာနဲ့သူကဘယ်လိုလူမျိုးလဲဆိုတာကိုအရေးအမှုသိနိုင်တဲ့အခြေအနေမျိုးဖြစ်တယ်တကယ်တော့ဒီအချက်တစ်ခုတည်းနဲ့တွေကိုအရန်ကိုသတိထားစရာကောင်းတဲ့အချက်ကြီးဖြစ်နေပါပြီဖီဇာဆိုင်မှာအလုပ်လုပ်နေတဲ့အတော်အတွင်းမှာဆိုလို့ရှိရင်ဆာရာကမနဲ့နိုးလာလို့ရှိရင်အလုပ်သွားတယ်အလုပ်ဆင်ရင်သူ့ရဲ့မိသားစုအိမ်မှာပဲပြန်နေတယ်သူမညဘက်ချိန်မှာအပြင်ထွက်ပြီးမှတောက်စားတယ်ပြီးလို့ရှိရင်အိမ်ကိုဒီဒီအိုင်နဲ့ညမိုးချုံညှိနှံ့မှပြန်လာတယ်တချို့လူတွေရဲ့ပြောပြချက်ရဆိုလို့ရှိရင်ဆာရာအရက်မမူးနေတဲ့တခုတည်းတော့အချိန်ကအလုပ်ထဲမှာရှိနေတဲ့အချိန်ပဲဖြစ်တယ်တဲ့ကျန်တဲ့အချိန်ဆိုလို့ရှိရင်အမြဲတမ်းတောက်စားမှုရစ်နေတာဖြစ်တယ်ပေါ့နော်မကြာခဏဆိုလို့မူးယူပြီးမှလည်းအလုပ်ကိုရောက်လာတတ်တာကြောင့်မို့လို့တဲ့လာပေါင်းများစွာအသင်းမှာအလုပ်ဖြုတ်ခံရကနီးနီးတွေခဏခဏဖြစ်တယ်တဲ့ဒါပေမဲ့လည်းမယုံနိုင်စရာကောင်းလောက်အောင်ပဲအလုပ်မပြုတ်ပင်နဲ့သူကဆက်ရှိနေခဲ့တယ်ဒါကလည်းဘာကြောင့်မို့လို့လဲဆိုလို့ရှိရင်ဟာရိုးကဆာရာအပေါ်မှာတနာနေတဲ့ပုံပေါ်တာကြောင့်ဖြစ်တယ်ပေါ့နော်သူမကအရန်ကိုထိခိုက်လို့တဲ့အချိန်တွေမှာရှိနေပြီးမှကုညီထောက်ပံ့မှုတွေလိုနေမှန်းကိုဟာရိုးကသတိထားမိတယ်လေဆာရာရဲ့အသက်15နှစ်ထဲကိုရောက်လာတဲ့အခါမှာတော့နောက်ထပ်1နှစ်ပွဲကောင်းတဲ့ကိစ္စကြီးနဲ့ထပ်ပြီးမှကြုံတွေ့ရပြန်ပါတယ်။အဲ့လိုအပြင်ထွက်ပြီးတောက်စားတဲ့ညတညမှာပဲတခြားအမျိုးသားတစ်ယောက်ကဆာရာကိုအာထမပြုချင်ပါတယ်။ပိုပြီးဆိုးရွားတာကအဲ့ဒီလူယုံမှာကဆာရာကိုစိတ်လိမ်မီးတွေနဲ့တို့တာမျိုးတွေအထိပါနှိပ်စက်တာတွေကိုလုပ်ခဲ့တယ်။အစကနဲ့ထိခိုက်လွယ်နေတဲ့ဆာရာရဲ့စိတ်ချမ်းသာရေးဟာအဲ့ဒီအဖြစ်ပြဖြစ်ပြီးသွားတဲ့နောက်မှာအရန်ကိုလုံးဝနီးနီးကိုပြိုလဲသွားတယ်။သူမကအလုံးမသွားတော့ဘဲနဲ့အလုံးဖြုတ်ခံခဲ့ရတယ်။တငယ်ချင်းတွေကိုလည်းဆုံးရှုံးရပြီးတဲ့နောက်မှာသူ့ရဲ့ဘဝကလုံးဝအမောင်တူတွေကိုကြာဆင်းသွားတယ်။အဲ့လိုတွေဖြစ်ပြီးနောက်ပိုင်းတနစ်မပြည့်သေးတဲ့အချိန်သူ့အသက်16နှစ်အရွယ်လောက်မှာပဲဆာရာကသူ့ကိုယ်သူအဆုံးစီရင်ဖို့ကြိုးစားခဲ့တယ်။ကံကောင်းစွာနဲ့ပဲဆာရာရဲ့မိသားစုကဆာရာကိုအချိန်မီတွေ့ခဲ့လို့လူနာတင်ရင်ကိုခေါ်နိုင်ခဲ့ပါတယ်။သူမကဆေးရုံမှာ9လကြာတဲ့အထိကိုဆေးကုသမှုတွေခံယူပြီးမှအပြည့်အဝလုံးဝပြန်ပြီးကောင်းမွန်လာတယ်။ဝမ်းသာစရာကောင်းတာတစ်ခုကဆေးရုံကနေဆင်းလာပြီးတဲ့နောက်မှာဆာရာကအဝေးအနီးအကုန်လုံးမှာရှိတဲ့တငယ်ချင်းတွေကဆာရာအပေါ်မှာအရန်ကိုကူညီအားပေးမှုတွေကိုသူရခဲ့တယ်။အဲ့ဒီအဝေးကနေပို့ခဲ့တဲ့ message တွေကတခုကတော့ထူးထူးခြားခြားပေါ်လွင်နေခဲ့ပြီးမှအဲ့ဒီ message ရဲ့ပိုင်ရှင်ကတော့ဆာရာရဲ့အလုပ်ရှင်ဟောင်းဟာရိုးစီယာပဲဖြစ်ပါတယ်။ဒီဖြစ်ရဆိုပြီးဖြစ်ပွားပြီးတဲ့နောက်မှာဟာရိုးကဆာရာရဲ့ဘဝတွေကိုဆာရာရဲ့ personal life coach အနေနဲ့ဒါမှမဟုတ်လို့ရှိရင်အုတ်ထိန်တို့အနေနဲ့လုပ်ပေးပါမယ်ဆိုတဲ့ကမ်းလှမ်းမှုကိုကမ်းလှမ်းခဲ့တယ်။ဆာရိုးကဆာရာကိုကားနဲ့လာကြိုတာအပြင်ခေါ်ထုတ်ပေးပြီးမှအစားအသောက်တွေကျွေးတာဆာရာရဲ့စိတ်ထဲမှာရှိသမျှရင်ဖွင့်သမျှတွေကိုအလိုက်တင်နားထောင်ပေးတဲ့လူတစ်ယောက်ဖြစ်နေအဖော်ပြုတ်ပေးခဲ့တယ်။အားကိုးစရာတခြားလူလည်းမရှိဘူးမိသားစုကိုလည်းမခင်သွဲတဲ့ဆာရာကနောက်ဆုံးမှာတော့ဟာရိုးရဲ့အကူအညီကိုမိခိုအားထားလာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ဆာရာကဟာရိုးကိုသူ့ရဲ့လက်ဝက်ချက်တွေအစားအကုန်လုံးကိုရင်ဖွင့်လာတဲ့အနေအထားမျိုးဖြစ်လာတယ်။တခြားမျိုးသားတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ဝမ်းနည်းပွဲကောင်းတဲ့အဖြစ်အပျက်တွေကအစအကုန်လုံးကိုဟာရိုးကိုဆာရာကပွင့်လင်းလင်းနဲ့ပဲရင်ဖွင့်ဖော်ပြလာခဲ့တယ်။အဲ့ဒီအချိန်မှာဟာရိုးကဆာရာဟာသူ့ရဲ့မိသားစုဝင်ကနေထွက်သွားခြင်းနေမှသိထားပြီးတဲ့အချိန်ဖြစ်ပါတယ်။သူမကြုံနေရတဲ့စိတ်ဒဏ်ရာတွေကိုဟာရိုးကအကုန်လုံးသိသွားပြီးတဲ့နောက်မှာတော့ဆာရာကိုကူညီပေးချင်တာစေတနာအမှန်ပါဆိုပြီးမှကမ်းလှမ်းချက်တစ်ခုကိုကမ်းလှမ်းခဲ့တယ်။အဲ့ကမ်းလှမ်းချက်ကဘာလဲဆိုတော့သူနဲ့အတူတူသူ့ရဲ့အိမ်မှာလာနေဖို့အတွက်ကိုဆာရာကိုခေါ်ခဲ့တာဖြစ်ပါတယ်။မိသားစုတွေရှိနေပါလျက်နဲ့အသက်50အရွယ်အမျိုးသားတစ်ယောက်ကဒီလိုသူနဲ့အတူတူတအိမ်ထဲမှာလာပြီးနေဖို့ကမ်းလှမ်းတာကနည်းနည်းတော့မတင်ကားဖို့ကောင်းတယ်။ပြဿနာကဆာရာကထိခိုက်လွယ်ပြီးမှလမ်းပြောင်းနေတဲ့သူဖြစ်တယ်။ဟာရိုးရဲ့အကြံပြုချက်ကအဲ့ဒီဒုက္ခတွေအားလုံးကနေရုံထွက်နိုင်မဲ့နီးလန်းတစ်ခုဖြစ်မယ်လို့လည်းသူကခံစားရတယ်။အဲ့လိုတွေတွေးပြီးမှဆာရာကဟာရိုးရဲ့အကြံပြုချက်အတိုင်းဟာရိုးရဲ့အိမ်မှာနေဖို့အတွက်ကိုဆုံးဖြတ်ခဲ့ပါတယ်။ဟာရိုးနဲ့အတူတူသွားနေပြီးတဲ့နောက်ပိုင်းမှာခဏသာတော့ဆာရာရဲ့စိတ်ကြမ်းမာရေးတွေတည်ငြိမ်လာတဲ့ပုံပေါ်တယ်။ပီဇာဆိုင်နဲ့ဝေးတဲ့နေရာတစ်ခုမှာအလုပ်အသစ်တစ်ခုကိုရခဲ့တယ်။ဟာရိုးကလည်းအစပိုင်းမှာဆာရာကိုတိတိကျကျဂရုစိုက်ပေးတယ်။ဆာရာကသူ့ရဲ့ခွေးလေးကိုပါဒီဟာရိုးနဲ့နေတဲ့အိမ်ကိုခေါ်လာခွင့်ရတယ်။ပြီးတော့အကြောင်းတက်ဖို့အတွက်ကိုလည်းဆာရာကပြန်ပြီးမှစီစဉ်နေတယ်။ဒါမဲ့လည်းဆာရာရဲ့အမေကတော့ဒီဖြစ်နေတဲ့အခြေအနေတစ်ခုလုံးပေါ်မှာလုံးဝသူကသဘောမကျဘူး။
ဟာရိုးကိုလည်းတော်တော်ထူးထူးဆန်းဆန်းလူတစ်ယောက်ဆိုပြီးမှမြင်တယ်ဒါပေမဲ့ပြဿနာကအမေဖြစ်တဲ့လူကဆာရာကိုဒီကိစ္စနဲ့စကားပြောလိုက်တိုင်းမှာဆာရာကအမြဲတမ်းစိတ်ဆိုးရံဖြစ်ပြီးမှသူတို့သားမိတွေစကားများတယ်ရံပွဲတွေအကြီးကျယ်ဖြစ်ကြတယ်အဲ့လိုနဲ့သူတို့သားမိတွေရဲ့ဒီ relationship ကပိုပြီးမှဝေးကွာလာတယ်အမေဖြစ်တဲ့လူကတော့ဟာရိုးရဲ့စေတနာကိုအပြစ်ကင်းတယ်မုံမြတ်တယ်လို့သူကလုံးဝမယုံကြည်ဘူးပိုဆိုးတာသူ့ရဲ့သမီးကအရန်ကိုစိတ်ထိခိုက်နေတဲ့အခြေအနေမှာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီအခြေအနေရဲ့တရုပ်မှန်ကြီးကိုလည်းမမြင်နေဘူးလို့သူကထင်တယ်စဉ်းစားကြည့်ရင်လည်းဒါတဘာဝကြပါတယ်မိဘတွေကကွာရှင်းပြီးတဲ့နောက်မှာအဖေဖြစ်တဲ့လူကသူတို့မိသားစုနဲ့လုံးဝအဆက်အသွယ်ဖြတ်ထားတဲ့အချိန်မှာဆာရာရဲ့ကြံနေတဲ့အဖေဆိုတဲ့လိုအပ်ချက်တွေကိုဖြည့်ဖို့အတွက်ကိုစူးစမ်းနေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နောက်ပိုင်းမှာပိုပြီးမှအော်ဂလီဆန်စရာကောင်းလာတာကဟာရိုးကဆာရာကိုသူ့အဖေလို့ခေါ်ခိုင်းတယ်အိမ်နီးနားချင်းတွေကိုလည်းဆာရာကသူ့ရဲ့သမီးပါ step daughter ပါဆိုမှတော့မိတ်ဆက်တယ်နောက်ပိုင်းမှာဆာရာရဲ့လှုပ်ဖို့ကင်ဘက်တွေကဒီကိစ္စကိုရိပ်မိသွားတယ်ရိပ်မိပြီးမှဟာရိုးနဲ့ဆာရာရဲ့ဆက်ဆံရေးကိုဘာလဲဆိုမှမေးကြတာပေါ့နော်အဲ့လိုမျိုးမေးခံရတိုင်းမှာလည်းဆာရာကဒါသူ့ရဲ့ပထွေးပဲဖြစ်တယ်ဆိုမှဘာမှမပို့ဘူးဆိုမှပဲသူကညင်းတယ်ဒါပေမဲ့အပြင်လူကနေကြည့်မယ်ဆိုလို့ရှိရင်အသက်50အရွယ်ဒဇိအမျိုးသားတစ်ယောက်နဲ့အသက်18နှစ်အရွယ်ဆွဲဆောင်မှုရှိပြီးမှစိတ်တန်ရာရနေတဲ့ကောင်မလေးတို့တအိမ်နဲ့နေနေတာသူများတွေအတွက်ကိုတအားပြောစရာလည်းဖြစ်တယ်မတင်ကားစရာလည်းကောင်းတယ်ဆာရာတရားကိုဟာရိုးရဲ့အိမ်မှာအခြေကျပြီးမှပိုပြီးမှတက်တောင့်တက်တာဖြစ်လာတာနဲ့အမျှဟာရိုးရဲ့စီးတွေပေါင်းနေရဆိုလို့ရှိရင်လည်းစပြီးမှပြောင်းလဲလာတယ်အထူးသဖြင့်အသက်18နှစ်ပြည့်သွားတဲ့အချိန်မှာဖြစ်ပါတယ်။အဲ့ဒီပြောင်းလဲမှုကတော်တော်လေးကိုစိုးရိမ်စရာကောင်းပြီးမှဟာရိုးကဆာရာအတွက်ကိုမူရစ်ဆေးတွေနဲ့အရက်တွေကိုစပြီးမှဝယ်ယူပေးလာတယ်။သူတို့နှစ်ယောက်ကိုသူများတွေဆွဆွဲကြတဲ့အကြောင်းနဲ့ပတ်သက်ပြီးမှလည်းစပြီးမှဟာတာလိုဘာလိုနောက်ပြောင်တာမျိုးတွေနဲ့စပြီးမှပြောတယ်။အဲ့လိုကနေတဖြည်းဖြည်းနဲ့ဆာရာနဲ့ဒီလိမ်မိုင်းဆိုင်ရာစကားဝိုင်းတွေအထီကိုပါပြောင်းလဲပြီးမှပြောဆိုလာတယ်။ဒီလိုပြောင်းလဲမှုတွေအပြင်ကိုသူကအရက်မူရစ်ဆေးမိတ်ကပ်အိမ်ငါးကအဲ့ဒါတွေအကုန်လုံးကိုဆာရာအတွက်ကိုဝယ်ပေးခဲ့သမျှအကုန်လုံးကိုတိတိကျကျစည်ရင်းမှတ်ထားတယ်။ဟာရိုးကဆာရာအပေါ်မှာကျေးဇူးကျွေးဒါမှမဟုတ်လို့ရှိရင်အကျွေးတင်နေတယ်လို့ခံစားစေချင်ပြီးမှအဲ့ဒီအကျွေးတွေအခြေဆက်မှပဲသူ့စီကနေထွက်သွားနိုင်မယ်ဆိုတဲ့ mindset ကိုသူကရိုက်တွင်းတယ်။တဖြည်းဖြည်းနဲ့ဆာရာရဲ့အကျွေးပမာဏတွေများလာတာနဲ့အမျှဟာရိုးကဆာရာကိုတောင်းဆိုနောက်ဆက်တာတွေကိုစပြီးမှလှုပ်လာပါတယ်။ဆာရာကလုံးဝပိတ်မိနေပြီလို့သူတဖြည်းဖြည်းနဲ့ခံစားလာရပြီဘယ်လောက်ထိပိတ်မိနေတယ်လဲဆိုလို့ရှိရင်သူ့အသက်18နှစ်ပြည့်ပြီးတဲ့နောက်ပိုင်းမှာဟာရိုးရဲ့အတင်းအကျပ်တောင်းဆိုမှုတွေကိုလိုက်ရောပေးခဲ့ရတယ်တစ်ချိန်လုံးကသူ့ကိုအဖေလို့ခေါ်ပါလို့ပြောခဲ့တဲ့အမျိုးသားနဲ့ဆက်ဆံရေးကအခုတော့လိမ်မှုကိစ္စတွေအတွက်ဆက်ဆံရေးအထိဖြစ်လာတယ်ဒီလိုရုံမှရိုက်ဆိုင်တဲ့အခြေအနေက10လကြာအောင်ဆက်ပြီးမှဖြစ်ပွားနေခဲ့တယ်ဆာရာရဲ့ပြောပြချက်ရဆိုလို့ရှိရင်သူတို့ကတစ်ပတ်ကိုအချိန်ပေါင်းများစွာကိုအတူတူနေရတယ်တဲ့ဆာရာအတွက်ကိုဒီအဖြစ်အပျက်ကြီးကိုမရှိဘူးလို့ခံစားရစေတဲ့အထီကိုစိတ်သက်သာရစေတဲ့တခုတည်းတော့နီလန်းကတော့မူရစ်ဆေးဝါးသုံးဆွဲတာနဲ့အရက်တောက်တာဖြစ်ပါတယ်။ဟာရိုးနဲ့သူ့ရဲ့မကျေနပ်မှုတွေသူမလိုချင်တဲ့ဘဝကြီးကိုပိုင်ဆိုင်ထားတာတွေအကုန်လုံးကိုမူရစ်ဆေးဝါးသုံးပြီးမှဖြေဖြောက်တယ်။ဟာရိုးကလည်းဆာရာကိုချီးမွမ်းလိုက်ဆဲဆိုလိုက်ချော့တလဲခြောက်တလဲနဲ့ခဏခဏသူလိုချင်တာတွေကိုတောင်းဆိုတယ်။ပြီးရင်ဟာရိုးရဲ့နောက်ထပ်အရန်ယွန်စရာကောင်းတဲ့အကွက်ကဆာရာရဲ့နှာခေါင်းကိုဒီနှာခေါင်းကအရင်ရုပ်ဆိုးတယ်နင်းအိတ်နှာခေါင်းကိုပြင်ရမယ်ပြင်မလာမှာဆိုပြီးမှအဲ့လိုမျိုးတွေ brain wash တွေလုပ်ပြီးမှနင်းနှာခေါင်းပြင်ဖို့တော့ငါပတ်စံထုတ်ပေးမယ်ဆိုပြီးမှအဲ့လိုမျိုးတွေလုပ်တယ်ဆာရာကလည်းအဲ့ဒါတွေကိုသူ့ရဲ့အားနေချက်လို့တကယ်ကိုထင်ပြီးမှအဲ့ဒါတွေကိုသူကလည်းပြုပြင်ဖို့အတွက်ကိုလက်ခံတယ်အဲ့လိုပြုပြင်လိုက်တဲ့အတွက်ကုန်ကြစရိတ်တွေအကုန်လုံးကိုဟာရိုးကစီးရင်မှတ်ထားပြီးမှသူ့ရဲ့အကျိုးရလည်းနှစ်တစ်ထက်နှစ်လာတယ်တကယ်တမ်းကျတော့ဟာရိုးကဆာရာကိုခံစားချက်ရှိတဲ့လူသားတစ်ယောက်အဖြစ်နဲ့မြင်တာထက်ကိုသူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတစ်ခုလို့သဘောထားနေတာအရင်သိတာတယ်။ဆာရာကိုတင်ပါခွဲစိတ်တာတွေလည်းလုပ်ခိုင်းတယ်။ရင်သားခွဲစိတ်တာတွေလည်းလုပ်ခိုင်းတယ်။ဒီခွဲစိတ်မှုတွေအကုန်လုံးရဲ့စုစုပေါင်းကုန်ကျစရိတ်ကဒေါ်လာ16000ရှိပါပြီဆိုပြီးမှအကျွေးစင်းထဲမှာမှတ်ထားတယ်။ဆာရာကလည်းဒီကိစ္စကြီးကနေပြီးမှဘလို့မှထွက်ပေါက်မရှိတော့ဘူး။အဲ့ဒါအပြင်ဟာရိုးကဆာရာကိုချိန်ချောက်ထားတယ်။နေနာထွက်ပြေးမယ်ဆိုလို့ရှိရင်ငါမှအဆက်အသွယ်အများကြီးရှိတယ်။ငါနင်းကိုကြိုက်တာလုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ချိန်ချောက်ထားတယ်။အဲ့ဒီချိန်ကနေစပြီးမှဆာရာရဲ့စိတ်ကြမ်းမာရေးကပိုပြီးမှပြန်ဆိုးဝါးလာတယ်။အဲ့ဒါကိုဖြေရှင်းဖို့အတွက်ကိုဆာရာကစိတ်ကြယောဂတွေတောက်ခဲ့ရတယ်။အဲ့ဒီဆေးတွေအတွက်ကုန်ကြတဲ့ကုန်ကြစရိတ်တွေကိုလည်းနောက်ဆုံးမှာတော့ဟာရိုးကိုဆာရာကပြန်ဆက်ရမှာဖြစ်ပါတယ်။အဲ့လိုစိတ်ဒဏ်ရာတွေလုံးဝမျောလင်းချက်မဲ့မှုတွေစိတ်ကြယောဂတွေအမောင်တုထဲမှာပိတ်မိနေရင်ကနေပြီးမှအစိတ်တောက်ဖြစ်နေတဲ့နှလုံးသားတစ်ခုကစပြီးမှမွေဖွားလာတယ်။ဆာရာရဲ့စိတ်ဓာတ်တွေကအချိန်ချင်းအခါကအစွန်းရောက်တဲ့အထိကိုစိတ်ဓာတ်တွေကျခဲ့ရတယ်။အခုနောက်ဆုံးကြပြန်တော့လဲသူအားကိုးရမယ်လို့ယူဆထားတဲ့လူကသူ့ကိုညှဉ်းပန်းနှိပ်စက်တဲ့လူတစ်ယောက်ဖြစ်လာပြန်တယ်။ဆာရာရဲ့စိတ်ပိုင်းဆိုင်ရာလုံးဝတိမခံနိုင်တော့တဲ့အခြေအနေကိုရောက်သွားပြီးတဲ့နောက်မှာတော့သူကစိတ်ဒဇဆန်ဆန်အပြုတ်မှုတွေကိုစပြီးမှပြုတ်လုပ်လာတယ်။
အဲ့လိုနဲ့ဆာရာကနောက်ဆုံးမှာအဖိနှိတ်ခံရတဲ့လူတစ်ယောက်ကနေပြီးမှလူသက်သမားတစ်ယောက်ဖြစ်ကိုပြောင်းလဲသွားပါတော့တယ်ဆာရာကအိမ်မွေးတိရစ္ဆာန်ဆိုင်တစ်ဆိုင်ကိုသွားတယ်သွားပြီးမှယုံတကောင်ဝယ်ခဲ့တယ်ဆိုင်ရနေပြီးမှတသေးချာချာဂယုစိုက်ဆောင်ရှောက်ပါမယ်ဆိုတဲ့သဘောတူညီချက်စာချုပ်မှာလက်မှတ်ထိုးခိုင်းပြီးမှဒီယုံလေးကိုရောင်းပေးလိုက်တယ်အဲ့လိုဝယ်လာပြီးညနေမှာပဲဟာရူရဲ့အိမ်ကိုဧည့်သည်တယောက်ကရောက်လာတယ်အဲ့ဧည့်သည်ကတော့ညစာစားဖို့အတွက်ကိုခဏဝင်လာတဲ့စစ်စစ်ဖီဇာဆိုင်ကမန်နေဂျာဖြစ်ပါတယ်အရက်တချို့တောင်းရင်ကနေပြီးမှအလုပ်ကိစ္စပြောဖို့အတွက်ကိုရောက်လာတာဖြစ်တယ်အားကြောင့်မို့လို့အဲ့မန်နေဂျာကရေခဲတက်တာတကားကိုဆွဲဖွင့်လိုက်တဲ့အချိန်မှာဘီယာကိုမတွေ့ရဘဲနဲ့အရေးကွန်နွာထားတဲ့ယုံတကောင်ကိုတွေ့လိုက်ရတယ်မန်နေဂျာကတအားကိုလန့်ဖြန့်သွားမှတကားကိုပြန်ပြီးမှစောင့်ပိတ်လိုက်တယ်ဆာရာကအိမ်မွေးယုံကိုသူ့ကိုယ်တိုင်တိုက်ခဲ့တာဖြစ်တဲ့အကြောင်းကိုဝန်ခံခဲ့ရုံနဲ့မကဘဲနဲ့အဲ့ဒါကသူ့ရဲ့ပထမဆုံးအချိန်မဟုတ်ပါဘူးဆိုပြီးမှလည်းပြောခဲ့တယ်ဒီအခြေအနေတစ်ခုလုံးကိုလုံးဝစိတ်မသက်မသာဖြစ်သွားတဲ့မန်နေဂျာရင်ကျေးစွာနဲ့ပဲညစာကိုဆက်စားခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာတော့အိမ်ကိုသူတိတ်လေးပြန်သွားတယ်ဒီအချက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကြီးကတကယ်ကိုကြီးမားတဲ့သတိပေးချက်တစ်ချက်လည်းဖြစ်နေသလိုဆာရာတယောက်ကဘလောက်အထီကိုဆက်ပြီးမှလုံနိုင်စွမ်းရှိတယ်လဲဆိုတာကိုပြနေတဲ့လက္ခဏာတစ်ခုလည်းဖြစ်တယ်ဝမ်းနေဖို့ကောင်းတာကတော့ဒီလက္ခဏာကိုဘယ်သူမှဂရုမစိုက်မိပဲလစ်လျူရှုခဲ့ကြတာပါပဲဒီဖြစ်ပျက်ခဲ့တဲ့အမှုမှာဆာရာကိုပထမတော့ကပျောက်ဆုံးနေတဲ့လူတစ်ယောက်အဖြစ်နဲ့ပဲသတ်မှတ်ပြီးမှကင်တွယ်ခဲ့တာဖြစ်တယ်အခုချိန်မှာတော့ဆာရာကတကယ်အဓိကတန်တရားရှိသူတစ်ယောက်အနေနဲ့ပြောင်းလဲသွားပြီဖြစ်ပါတယ်တကယ်လဲစုံတော့တည်းရဲ့တန်တရားကမမာရွံ့ပါဘူးဆာရာကသူမရဲ့ပစ္စည်းတွေအကုန်လုံးကိုထုတ်ဖို့သူ့ရဲ့ခွေးလေးကိုကားပေါ်တင်ပြီးမှဟာရိုရဲ့ကားကိုခိုးယူပြီးမှ Texas ပြည်နယ်ကိုထွက်ပြေးသွားခဲ့တာဖြစ်တယ်ဒီသတင်းချက်လက်တွေကိုရပြီးသွားတဲ့နောက်မှာတော့ဆာရာကိုဖမ်းဖို့အတွက်ကိုအကြီးစားလိုက်လံရှာဖွေတာတွေကိုတရားဝင်လှုပ်ဆောင်ခဲ့တယ်ဆာရာကဟာရိုကိုတပ်ဖြတ်မှုအတွက်ကိုတန်တရားရှိခံထားရရုံနဲ့မဟုတ်ပဲနဲ့စိတ်ချမ်းသာရေးမကောင်းတဲ့လူတစ်ယောက်ဖြစ်ပြီးမှတခြားလူတွေကိုပါအန်ဒီရဲ့ပေးနိုင်ခြေရှိတဲ့လူဖြစ်ကိုသတ်မှတ်တာကိုခံခဲ့ရတယ်။သူမရဲ့နာမည်ကသူတို့နိုင်ငံတဝန်းလုံးမှာရှိတဲ့ရဲတွေရဲ့လက်ထဲမှာရောစိတ်ထဲမှာရောဆွဲကြံနေပြီးတော့ဆာရာကို17ရက်တိုင်ရဲတွေကရှာဖွေခဲ့ကြတယ်။2014ခုနှစ်ဇန်နဝါရီလ25ရက်နေ့မှာတော့ဆာရာမက်ကလင်းကိုEverglades အမျိုးသားဥယျာဉ်မှာနောက်ဆုံးတွေ့ခဲ့ရပြီးမှဖမ်းဆီးနိုင်ခဲ့ပါတယ်။ရဲရရှိတယောက်ကသူမကိုဟာရိုရဲ့အိမ်မှာယူခဲ့တဲ့ကားအတွင်းထဲမှာကြီးဖြည့်ထားတဲ့တနက်တလက်နဲ့အိပ်ပျော်နေတာကိုတွေ့ခဲ့တယ်။ရဲတွေကငွေသားဒေါ်လာ2400တခြားတနက်2လက်နဲ့ရဲတင်းတစ်လက်အပါဝင်ဓာတ်နှချောင်းကိုပါတွေ့ရှိခဲ့ရပြီးမှအဲ့ဒီဓာတ်တွေကတစ်ချောင်းကဟာရိုရဲ့သွေးတွေပေနေခဲ့ပါတယ်။သူမကိုဖမ်းဆီးပြီးနိုင်ပိုင်းအတွင်းမှာ3နာရီကြာစစ်ဆေးမေးမြန်းမှုတွေလုပ်ခဲ့တယ်။ဆာရာကဟာရိုကိုသူတက်လိုက်ပါတယ်ဆိုတဲ့အကြောင်းကိုဝန်ခံခဲ့တယ်။ဆာရာပြောပြခဲ့တဲ့ဖြစ်စဉ်အရဆိုရင်2014ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာဟာရိုကသူ့ရဲ့တနေ့တာပင်ပန်းနဲ့အလုပ်ကနေပြီးမှအိမ်ကိုပြန်ရောက်လာတယ်။အိမ်မှာရှိတဲ့ speaker ကပြတ်နေတာကြောင့်မို့လို့ဟာရိုကအဲ့ဒါကိုပြင်ဖို့အလုပ်ရှုပ်နေခဲ့တယ်။အဲ့ဒီအချိန်မှာဆာရာကိုဘီယာပလင်းသွားယူခိုင်းတယ်။အဲ့ဒီနောက်မှာတော့နောက်ထပ်ဒပလင်းအဲ့ဒါဘီရဲ့နောက်မှာနောက်ထပ်ဒပလင်းစုစုပေါင်းဘီယာ3ပလင်းကိုဟာရိုကတောက်ခဲ့တယ်။အဲ့ဒီဘီယာ3ပလင်းကိုတောက်ပြီးတဲ့နောက်ပိုင်းဘလောက်မှမကြာခင်မှာပဲဟာရိုကကြမ်းမြင့်ပေါ်ကိုလဲကျသွားတယ်။တကယ်တမ်းကျတော့ဆာရာကဘီယာပလင်းတွေထဲမှာအိတ်ဆေးထည့်ခဲ့တာဖြစ်ပါတယ်။အဲ့လိုဟာရိုကကြမ်းမြင့်ပေါ်လဲကျသွားပြီးတဲ့နောက်မှာဆာရာကဟာရိုရဲ့ခြေထောက်တွေလက်တွေအကုန်လုံးကိုဇစ်တိတ်နဲ့ချီနှောင်လိုက်တယ်။ပြီးတော့ဓာတ်တစ်ချောင်းကိုယူပြီးမှအရှိမပြပြခဲ့တဲ့အတိုင်းဟာရိုရဲ့ဒုတ်လောက်လိုက်တာဖြစ်ပါတယ်။ဟာရိုကသူအိပ်ပျော်နေတဲ့အချိန်တွင်းမှာပဲသူ့ကိုယ်သူတောင်မသိလိုက်ပဲနဲ့အသက်ထွက်သွားတယ်။အဲ့ဒီနောက်မှာတော့ဆာရာကသူမအကြိုက်ဆုံးတခြင်းကိုဖွင့်ပြီးမှနားထောင်ပြီးရေမိုးချိုးပြီးမှသူ့ရဲ့သွေးတွေကိုစေကြောတန့်စင်ခဲ့တယ်။အဲ့နောက်ပိုင်းမှာတော့သူ့ရဲ့အလုပ်ကိုဖုန်းဆက်ပြီးမှသူ့ရဲ့ဆွေမျိုးတစ်ယောက်ဆုံးသွားလို့သူရက်အနှဲငယ်လောက်အလုပ်မလာနိုင်ပါဘူးဆိုတဲ့အကြောင်းကိုလမ်းအကြောင်းကြားတယ်။အဲ့ဒါပြီးတဲ့နောက်မှာတော့သူ့ရဲ့အဝတ်စားတွေကိုထက်ခွေးကိုခေါ်ပြီးမှကားနဲ့ထွက်သွားခဲ့တာဖြစ်ပါတယ်။စစ်ဆေးမေးမြန်းမှုတွေအတွင်းမှာဆာရာကအကုန်လုံးကိုဘာမှလက်ဝတ်မထားဘဲနဲ့ပွပွလင်းပဲပြောပြခဲ့တယ်။သူမကအိမ်တအိမ်မှာပိတ်မိနေပြီးမှသူမကိုပိုင်ဆိုင်ခြင်းနဲ့အမျိုးသားတစ်ယောက်စီမှာအရွှေးနုံနစ်နေခဲ့တာဖြစ်ပါတယ်။သူမကပြစ်မှတ်ထားခံရခြင်းညှဉ်းပန်းနှိပ်စက်ခံရခြင်းတွေကိုခံခဲ့ရပြီးမှပိုင်ဆိုင်နဲ့အယုတ်သက်တစ်ခုဖြစ်နေပုံသွင်းတာကိုခံခဲ့ရတယ်။တဖြည်းဖြည်းနဲ့ဒီလိုမျိုးနှိပ်စက်ခံရတဲ့သူ့ရဲ့ဒေါသတွေကနောက်ထပ်ဖြစ်လာမယ့်အကျိုးဆက်တွေကိုတောင်မှဂရုမစိုက်နိုင်တော့လောက်အောင်ကြီးထွားလာပြီးမှဂလဲစားခြေဖို့ကိုပြက်တသားဆုံးဖြတ်ပြီးလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါအပြင်ဆာရာကအကြမ်းဖက်မှုကိုပြင်းထန်လှုပ်ချင်တဲ့ဆန္ဒရှိတဲ့အကြောင်းကိုလည်းတခါတည်းထုတ်ဖော်ပြောဆိုခဲ့တယ်။
သူမကစိတ်တစဆန်ဆန်စူးစမ်းလိုတဲ့စိတ်နဲ့ဒီယုံတွေကိုတိုက်ခဲ့တာဖြစ်တဲ့အကြောင်းကိုလည်းဝန်ခံခဲ့တယ်။ဆာရာရဲ့အဲ့ဒီဝန်ခံချက်ကသူမကိုပိုပြီးကြီးတဲ့အဖြစ်တံပေးဖို့အတွက်ကိုဖြစ်သွားစေခဲ့တယ်။သူမကဟာရိုကိုတတ်တဲ့အကြောင်းကိုဝန်ခံရုံနဲ့မဟုတ်ဘဲနဲ့အကြမ်းဖက်မှုကိုပါနှစ်သက်တဲ့အကြောင်းကိုဖော်ထုတ်ခဲ့တာကြောင့်မို့လို့ဒီဆိုးရွားတဲ့အချက်နှစ်ချက်လုံးရာသူမကအရန်ကိုကြီးမားလို့နဲ့အပြစ်ဒဏ်တွေကိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။တစ်ဖက်မှာဆာရာစိတ်ပိုင်းဆိုင်ရာကျန်းမာရေးအမှန်တကယ်မကောင်းတဲ့လိုဖြစ်ကြောင်းကိုလည်းထင်ရှားတဲ့အတွက်သူ့အနေနဲ့စိတ်ယောဂဆန်းစစ်တာတွေကိုစပြီးမှခံယူရတယ်။အကြမ်းဖက်မှုပေါ်မှာဆွဲလန်းတာအပြင်သူမရဲ့တချို့မှညံတွေက blank ဖြစ်နေကြောင်းနဲ့မကြာခဏဆိုသလိုတယောက်ယောက်ကသူမကိုစိုက်ကြည့်နေတယ်လို့ခံစားရတဲ့အကြောင်းတွေကိုလည်းထုတ်ဖော်ပြောဆိုခဲ့တယ်။နောက်ဆုံးမှာတော့ဆာရာကိုစိတ်နှခွဖြစ်တဲ့ယောဂရှိနေတယ်ဆိုပြီးမှထုတ်ပြန်ခဲ့တယ်။ဒီယောဂကိုအတူကောက်အားဖြင့် DID လို့လည်းခေါ်ကြပါတယ်။ဆာရာရဲ့စိတ်ထဲမှာသူမကဆာရာတယောက်တည်းအနေနဲ့မဟုတ်ဘဲနဲ့ဗန်နက်ဆာ၊ အယ်လီဆာ၊ မီလာနဲ့နောက်ထပ်တခြားနာမည်မရှိတဲ့လူတစ်ယောက်ဆိုပြီးမှစုစုပေါင်း9ယောက်အနေနဲ့တောင်ရှိနေတယ်ဆိုပြီးမှဖြစ်နေခဲ့တာပါ။ဆာရာရဲ့မျက်ရည်လွယ်ပြီးမှထိခိုက်လွယ်တဲ့ဘက်ဖြစ်တယ်။ဗန်နက်ဆာကကြတော့စိတ်ဓာတ်တန်မာပြီးမှတိုက်ခိုက်လိုတဲ့စိတ်ရှိတဲ့ဘက်ကဖြစ်တယ်။မီလာကကြတော့အမျိုးသမီးဆန်နဲ့ယဉ်ကျေးပြီးမှတခြားလူတွေကိုကျေနပ်အောင်ပြုမှုတတ်တဲ့သူဖြစ်တယ်။ဝမ်းနည်းတဲ့အချိန်တိုင်းမှာထွက်ပေါ်လာတဲ့လူကတော့စိတ်ဒဏ်ရာနဲ့စိတ်ကြယောဂရဲ့အကျိုးဆက်တွေအားလုံးကိုခံစားထားတဲ့နာမည်မရှိတဲ့လူပဲဖြစ်ပါတယ်။ဆာရာရဲ့တရားရင်ဆိုင်မှုရောက်လာတဲ့အချိန်မှာတော့သူမကဒီ DID ယောဂကသူမရဲ့အဓိကခုခံခြေပါချက်ဖြစ်လာတယ်။ကလေးဆန်နဲ့အယ်လီဆာဆိုတဲ့ကိုရီကိုသွေးကသူ့ကိုယ်သူအဆုံးစီရင်ခြင်းပဲမဲ့တခြားကိုရီကိုသွေးတွေကသူ့ကိုတားဆီးနေတယ်လို့ပြောတယ်။သူတို့အချင်းချင်းကြားထဲမှာလေတေချာဆွေးနွေးပြီးတော့တဲ့နောက်ပိုင်းမှာတော့ဒီခံနေရတဲ့ဒုက္ခကြီးကနေရုံထွက်နိုင်မဲ့တခုဒီတော့နီလန်းကဟာရိုကိုအဆုံးသတ်လိုက်ခြင်းပဲဖြစ်တယ်လို့ဒီ personality ၅ခုလုံးကနေပြီးမှတညီတညွတ်ထဲဆုံးဖြတ်ခဲ့တာပါဆိုပြီးထွက်ဆိုတယ်။စိတ်မကောင်းဖို့အကောင်းဆုံးကတော့ဆာရာကဟာရိုနဲ့အတူတူနေတဲ့အချိန်မှာခံစားခဲ့ရတဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကိုတရားရုံးကနှစ်ဦးတဘောတူဆက်ဆံရေးအဖြစ်နဲ့ပဲသတ်မှတ်ပြီးမှတက်တဲ့မခိုင်လုံမှုဆိုပြီးမှပယ်ချခဲ့တယ်။အဲ့ဒါအပြင်ဒီဟာရိုကိုတတ်တဲ့ပြစ်မှုကိုကြိုတင်ကြံစီထားတဲ့အကြောင်းဟာထင်ရှားတာကြောင့်မို့လို့ကိုကာကွယ်တဲ့ self defense ဆိုတဲ့ဟာကလည်းအတုံးမဝင်ခဲ့ဘူး။ဆာရာအတွက်ကကန်ဆိုးစွာနေပဲသူမရဲ့စိတ်ယောဂကတကယ်ဖြစ်ပွားနေတာမှန်ပေမဲ့လည်းသူမရဲ့ခုခံခြေပတာတွေကတရားရုံးမှာမအောင်မြင်မဲနဲ့ဘာပေါ်လျော်မှုမှမရှိဘဲနဲ့နောက်ဆုံးမှာဟာရိုကိုတတ်တဲ့အမှုနဲ့အစီရင်ချက်ချခံခဲ့ရပါတယ်။သူမကိုခံဝန်မလျှောက်ထားမီအနည်းဆုံးထောင်ဒဏ်90ကြာခံရမယ်ဆိုတဲ့တသက်တကျွန်းထောင်ဒဏ်ကိုချမှတ်ခဲ့တယ်။ဒါကဆာရာရဲ့မိသားစုဝင်တွေကိုပါအရန်ကိုထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။သူမတွေ့ကြုံခဲ့ရတဲ့နှိပ်စက်ခံမှုတွေနဲ့တပ်ဖြတ်ခဲ့စဉ်တုန်းကသူမရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကိုဒီပြစ်ဒဏ်စီရင်တဲ့နေရာမှာထည့်သွင်းစဉ်းစားခဲ့တာမရှိဘူးဆိုတာထင်ရှားတယ်။အဲ့လိုထည့်သွင်းစဉ်းစားခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့ဒီပြစ်ဒဏ်ကလည်းထိုက်တန်တာထက်ကိုပိုပြီးမှပြင်းထန်တဲ့ပြစ်ဒဏ်ဖြစ်တယ်ဆိုမှလူတွေကတော့ထင်ကြတယ်။ဆာရာကသူမကိုဟာရိုကစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောနှိပ်စက်ခဲ့တာတွေကိုဒီစစ်ဆေးတဲ့အတော်အတွင်းမှာထည့်သွင်းပြီးမှစဉ်းစားသင့်ကြောင်းကိုအယူခံဝင်ခဲ့တယ်။ကံကောင်းစွာနဲ့အဲ့ဒီအချိန်မှာဟာရိုရဲ့အရန်ကိုစိုးဝါတဲ့ဒီအပြုတ်မှုတွေကိုတက်တည်ဖြစ်နေထပ်ပြီးမှတင်သွင်းနိုင်ခဲ့တယ်။စုံနောက်တရားဟာရိုရဲ့ကွန်ပျူတာကိုစစ်ဆေးတဲ့အခါမှာလည်းတရားမဝင်တဲ့ညဉ့်ဉန်းရုပ်ပုံတွေနဲ့ပြည့်နေနေတာကိုတွေ့ရတယ်။အဲ့ဒါအပြင်နာမည်မဖော်လို့တဲ့တခြားအမျိုးသမီးတစ်ယောက်ကဆိုလို့ရှိရင်လည်းဟာရိုကတဲ့သူ့ရဲ့သမီးလေး2ယောက်ကိုတဲ့စိတ်တစဆန်ဆန်နဲ့သွေးဆောင်ဖျားယောင်းတာတွေကို grooming လုပ်တာတွေကိုလုပ်ခဲ့ပါတယ်ဆိုပြီးမှအထောက်ထားတွေနဲ့ထွက်ဆိုလာတယ်။အဲ့ဒီကောင်မလေး2ယောက်လုံးစီကိုဟာရိုကမတင်တော်တဲ့စာတွေလက်ဆောင်တွေကိုပေးခဲ့တယ်။အဲ့ဒီအမျိုးသမီးမိခင်ကဟာရိုကိုသူ့သမီးတွေကိုဒီလိုမျိုးတွေမပို့ပါနဲ့မလုပ်ပါနဲ့လို့တတိပေးပြောခဲ့ပေမဲ့လေသူကတော့အဲ့ဒါကိုလုံးဝလစ်လူရှုပြီးမှဒီကောင်မလေးတွေကိုသူနဲ့လာနေပါဆိုမှထပ်ပြီးကမ်းလှမ်းတာတွေထိကိုလုပ်ခဲ့တယ်။ဒီတက်တဲ့အစ်စ်တွေအားလုံးနဲ့အတူတူဆာရာရဲ့အယူခံဝင်မှုကပြစ်ဒဏ်ရဲ့90%အထိကိုပေါ်ရောခွင့်ရခဲ့ပြီးမှထောင်ဒဏ်က25နှစ်အထိကိုလျှော့ချခဲ့တယ်။ဒါမဲ့လည်းဒီနေ့အထိဆာရာကတန်တိုင်တွေရဲ့နောက်မှာဆက်လက်ရှိနေစေဖြစ်ပါတယ်။ဒီဇက်လန်နဲ့ပတ်သက်လို့ဟာရိုကရောသူလုပ်ခဲ့တဲ့ပြစ်မှုဟာဒီလိုသေဖို့ထိုက်တန်လားဆာရာကရောဒီလိုတုံ့ပြန်လိုက်တဲ့အပေါ်မှာသူကြခံရတဲ့ပြစ်ဒဏ်ကများတရလားဆိုတာကိုအားလုံးပဲ comment မှာဆွေးနွေးပေးသားကြပါဦးเนาะဒီနေ့အမှုလေးကတော့ဒီမှာပဲပြီးပါပြီအဆုံးထိနားထောင်ပေးခဲ့ကြတဲ့လူအရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်တင်ဆက်ပေးနေတဲ့အကြောင်းအရာတွေကိုသဘောကျတယ်ဆိုလို့ရှိရင် channel လေးကို like share comment subscribe လေးတွေလုပ်သွားပေးကြဖို့လည်းမြတ်တရခံပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အမှုတွေနဲ့ထပ်တွေ့ပါမယ်အားလုံးပဲသက်သာပါ